ဒီတစ်ပတ် laser engraving လုပ်ဖြစ်တဲ့စာပစ်လေးကတော့ MacBook Air M4 Starlight မှာ adapter ရော MacBook ရဲ့ upper lid ရောမှာ laser engraving လုပ်ပေးဖြစ်တဲ့ပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ်အခုလိုနည်းပညာပစ္စည်းတွေကို laser engraving နဲ့ customize လုပ်တာကတော့နိုင်ငံတကာမှာဆိုလည်းဈေးကြီးတဲ့စာပစ်ဖြစ်ပါတယ်ဒီလိုစာပစ်တွေကိုလုပ်ရမယ်ဆိုရင်တော့နည်းပညာရောအတွေ့အကြုံရောကျွေးဝနေမှာလုပ်လို့ရမှာဖြစ်ပါတယ်MacBook ရဲ့ Unibody upper lid မှာတော့ပန်းသီး logo နေရာနေမှာလက်ပြလေးတွေထွက်လာတဲ့ပုံစံကိုtheme ယူပြီးတော့မှဒီဇိုင်းဆွဲပြီးတော့မှတဆင်ချင်းစိတ်ရှိလက်ရှိထိုးပါတယ်ဒီလို laser engrave လုပ်တဲ့အချိန်ကျရင်တော့ MacBook Air model တွေမှာ Sky Blue, Starlight နဲ့ Silver တွေကတော့ laser နဲ့သူ့ရဲ့မျက်နှာပြင် color interaction လုပ်ဖြစ်တဲ့အချိန်ကျရင်အခုလို color ကိုရရှိမှာဖြစ်ပါတယ်ချွင်းချက်အနေနဲ့ midnight color ကတော့ laser engrave လုပ်တဲ့အချိန်ကျရင်သူ့ရဲ့ laser engrave area က Silver ရောင်လေးထွက်မှာဖြစ်ပါတယ်